အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Luxury Mirza ကိုMirza ပါဒီနေ့ကျွန်တော်တို့ Luxury Mirza မှာ in stock ရရှိသွားမယ် Rolex တဲ့ TBR off catalog model လေးတွေကိုပြပေးသွားမယ်ဖြစ်ပါတယ်ကျွန်တော်စီမှာဒီ TBR off catalog ထဲက၄လုံးရှိတယ်နှလုံးကတော့ Wimbledon ထဲကနောက်နှလုံးက Motif ထဲကကျွန်တော်ဒီ၄လုံးစလုံးကိုပြပေးသွားမယ်ဖြစ်ပါတယ်ပထမဆုံးလုံးကတော့ Rolex Stages 126281 RBR ကိုမှ factory set နဲ့281ဖြစ်တဲ့အတွက်ဒီကောင်က rose gold နဲ့ရမယ်နောက်တစ်လုံးက Rolex Stages 126283 RBR ကိုမှ factory set Wimbledon dialနောက်တစ်လုံးက Rolex Stages 126283 RBR ကိုမှ Motif dial နဲ့နောက်တစ်လုံးက Rolex Stages 126283 RBR ကိုမှ factory set Motif အတွင်းရောအပြင်ရောစိမ့်နဲ့ဒီတစ်လုံးကတော့281ဖြစ်တဲ့အတွက် rose gold ဒီသုံးလုံးကျတော့283ဖြစ်တဲ့အတွက် yellow gold 2 tone နဲ့ရရှိသွားမယ်ဖြစ်ပါတယ်ကျွန်တော်တစ်လုံးချင်းစီကိုသေချာပြပေးမယ်ပထမဆုံးကတော့ဒီ Rolex Stages 126281 RBR ကိုမှ factory set Wimbledon dial နဲ့ဒီကောင်ကျတော့ rose gold 2 tone ဖြစ်တဲ့အတွက် unisex ဝတ်လို့အဆင်ပြေတယ်ဒီကောင်က 36mm ဖြစ်တဲ့အတွက် unisex ဝတ်လို့အဆင်ပြေတယ်ဒါပေမဲ့ main ကလေးဝတ်မယ်ဆိုရင်ဒီ rose gold လေးကတော့တော်တော်လေးကိုမိုက်ပါတယ်ဒီကောင် Wimbledon dial ကမှ rose gold 2 tone factory set လေးပဲဖြစ်ပါတယ်နောက်တစ်လုံးကတော့ Rolex Stages 126283 RBR ကိုမှ factory set ဒီကောင်283ဖြစ်တဲ့အတွက် yellow gold 2 tone ဖြစ်သွားမယ်ဒါကတော့ Wimbledon dial ပါကျွန်တော်စီမှာ rose gold ရော yellow gold ရောနှစ်မျိုးလုံး Wimbledon dial လေး in stock ရရှိသွားမယ်ဖြစ်ပါတယ်နောက်တစ်လုံးကတော့ကျွန်တော်တို့ဒီ Datejust 36 ဒီ dress watch ထဲမှာလူကြိုက်အရန်များတဲ့ series လေးဖြစ်တယ်အဲ့ဒါလေးကတော့ Rolex Stages 126283 RBR ကိုမှကျွန်တော်တို့ Motif dial နဲ့ပေါ့နော်ဒီ Motif dial ကကျွန်တော်စီမှာနှစ်မျိုးရှိတယ်ဒီဟာရိုးရိုး index နဲ့ Motif dial နောက်တစ်လုံးကလည်း126283 RBR ပဲဒီဟာMotif dial ကမှအတွင်းရောအပြင်ရောစိန်နဲ့ဖြစ်သွားမယ်အပြင်တိတက်စိန်နဲ့လို့ရှိရင်ကျွန်တော်စီမှာရိုးရိုး index နဲ့လည်းရှိတယ်အတွင်းရောအပြင်ရောလို့ရှိနေဆိုရင်လည်းကျွန်တော်စီမှာ Motif အတွင်းရောအပြင်ရောစိန်နဲ့လည်းရရှိသွားမယ်ဖြစ်ပါတယ်ဒီလေးလုံးစလုံးကပွဲတက်ဝင်းမဲ့သူတွေအတွက်တော့တော်တော်လေးကိုအဆင်ပြေတယ် special occasion မှာဝတ်ချင်တဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေတယ်ဒါပေမဲ့ daily ဝင်းမဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်ဒီလေးလုံးကိုလုံးဝ recommend မပေးပါဘူး factory bezel တွေနဲ့ဖြစ်လို့ပါdaily ဝင်းမလို့ရောပွဲတက်ဝင်းမလို့ရောနှမျိုးလုံးဝတ်လို့အဆင်ပြေတဲ့ model လေးလိုချင်နေဆိုရင်လည်းကျွန်တော်စီမှာ Datejust ကိုမှစိန်မပါတဲ့ model လေးလည်းကျွန်တော်စီမှာအမြင့်ဆုံး highest grade quality တွေ in stock ရရှိသွားမှာဖြစ်ပါတယ်အခုကျွန်တော်ဒီလေးလုံးရဲ့ details တွေကိုပြောပြပေးမယ်ဒီလေးလုံးလုံးမှာသုံးပေးထားတဲ့ stainless steel က100% lab verify ဖြစ်ထားတဲ့ 904 stainless steel ကို 100% သုံးပေးထားတယ်ကျွန်တော်ဒီမှာပါတဲ့မြင်ရတဲ့ရွှေတွေအကုန်လုံးကလည်းရိုးရိုး stainless steel မဟုတ်ဘူး stainless steel ကိုမှ18 karat gold plated တွေပဲဖြစ်ပါတယ်ဒီနိုင်မှာသုံးပေးထားတဲ့မှန်ကလည်းရိုးရိုး sapphire crystal မဟုတ်ဘူး AR coating ပါတဲ့ sapphire crystal မျိုးကိုသုံးပေးထားတယ်ပြီးတော့ဒီမှာပါတဲ့စိန်တွေကလည်း high grade lab created CZ diamond မျိုးတွေကိုသုံးပေးထားတဲ့အတွက်ကျွတ်သွားတာတို့မဲသွားတာတို့အယောင်ကျသွားတာတို့လုံးဝကိုမရှိပါဘူးဒီနိုင်တွေမှာအာမခံကလည်းကျွန်တော်9နှစ်တိအပြည့်ဝပေးထားပါတယ်ဒီလိုမျိုး highest grade quality တွေရဲ့ movement ကကျွန်တော်တို့ရိုးရိုး Japan set တို့Ita clone set တို့အဲ့လိုမျိုးတွေမဟုတ်တော့ Rolex caliber ကိုမှ highly modify လုပ်ပြီးတော့ထုတ်ပေးထားတဲ့ movement မျိုးဖြစ်တယ် high grade caliber 3235 movement မျိုးသုံးပေးထားတယ် power reserve ကလည်း70 hour အထိရပါတယ်ဒီ model လေးကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ Luxury Mirza မှာ in stock မြင့်မြင့် tissue ဝယ်ယူလို့ရအောင်ကျွန်တော်တို့ showroom မှာ in stock ထားပေးထားပါတယ်ဒီနိုင်တွေကအစစ်လုံးဝမဟုတ်ပါဘူး highest grade super clone quality ဖြစ်တဲ့အတွက်အစစ်နဲ့အနီးဆက်ဆုံးတူအောင် body ရော movement အောင်ထုတ်ပေးထားတဲ့ quality မျိုးတွေဖြစ်ပါတယ်ဒီနိုင်လေးတွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ကိုဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ဆိုင်ကိုလာရောက်ပြီးတော့လည်းစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကိုMirzaပါ